မင်္ဂလာပါတင်စားပြန်လာပြီ let's go တင်စားပြန်မလာတာတော်တော်ကြာပြီဆိုတော့ဒီနေ့တော့တင်စားပြန်လာပြီဒီနေ့အတွက်စပိန်လာလီဂါရဲ့ပွဲစဉ်33 17နိုင်ခွဲမှာကံမဲ့လီဂါနဲ့ဂျီယိုနာပွဲစဉ်ကိုသုံးသပ်ပြချင်ပါတယ်အသွားအပြန်6မှတ်တန်နဲ့တန်းစင်းဆောင်တိုက်ပွဲလီဂါလန်အတွက်လက်ကျန်6ပွဲသာကျန်တော့တဲ့အချိန်မှာတန်းမစင်းရဖို့အတွက်တေချာပေါက်အမှတ်တွေရှားရတော့မှာပါလက်ရှိအဆင့်ဆက်ကိုလီဂါနတ်ကအဆင့်18ကလက်စပါမတ်နဲ့3မှတ်အကွာဆက်ခွန်ကဂျီယိုနာနဲ့ကွာနေလို့အခုတန်းစင်းဆောင်ပြိုင်ဘက်ဂျီယိုနာကိုအနိုင်ကန်ပြီးတော့အမှတ်ကွာဟချက်ကိုရှော့ချဖို့လိုနေပါတယ်မနေ့ကချန်ပီယံလိဝင်ဝင်ရတဲ့အထိစွမ်းဆောင်ခဲ့တဲ့ဂျီယိုနာကလည်းလာလီဂါနောက်ဆုံး12ပွဲမှာတန်းစင်းဆောင်လက်ထဲကလက်စပါမတ်ကိုသာနိုင်ခဲ့ပြီး3ပွဲတရေ10ပွဲရှုံးထားပါတယ်နောက်ဆုံး4ပွဲဆက်လည်းရှုံးနေထားသလိုနောက်ဆုံး15ပွဲဇက်တိုက်လည်းဂိုးပေးထားရပြီးတော့အဲ့ဒီ15ပွဲမှာစုစုပေါင်း29ကိုတပွဲပြန်များလျင်2ဂိုးနီးပါးသာဂိုးလူပေးထားတာပါဂျီယိုနာကအဝေးကွင်းကနေ level 20အကျော်ပေးထားပေမဲ့နောက်ပိုင်းပွဲတွေမှာကစားပုံမှာကြောလာတဲ့လီဂါ2ရဲ့အိမ်ဝင်းမှာနိုင်ဖို့မဖြစ်နိုင်ပါဘူးတမ်မစင်းရရဲ့အတွက်ဘိုလ်လူပွဲတစ်ဖွဲကစားမဲ့အင်ရှင်လီဂါ2ရဲ့ရုံးအားကိုသာယုံကြည်ချင်ပါတယ်ဒီနေ့အတွက်သုံးသက်ချက်ကတော့လီဂါနဲ့ဘော်ဒီပါယူဇာများအရှုံးနဲ့၍အနိုင်များကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်